Hello, everybody. ဒီမှာတော့ပေါ့နော်အောက်ထပ်မှာငါးလေးတွေပေါ့နော်ဖားတစ်ပိုင်းငါးတစ်ပိုင်းတွေ share လိုက်ကြည့်ကြအောင်သွားကြမယ်အောက်သေးပါမယ်အီချူကဲဒီမှာဖားတစ်ပိုင်းငါးတစ်ပိုင်းလေးတွေပါရှေ့ကြည့်ကြတာတော့မသိဘူးပေါ့နော်ကျမတော့တွေ့ပါတယ်ဘယ်လောက်ချစ်ဖို့ကောင်းကျဖားတစ်ပိုင်းငါးတစ်ပိုင်းအများကြီးပဲနော်ဖားတစ်ပိုင်းဆက်စရာလေးဒီမှာပါအကိုပေါ့နော်အကိုလာစလို့ပါကဲချစ်စရာလေးပေါ့ချစ်ဖို့ကောင်းကျမဖဲပြတော့ဘူးပေါ့နော်ဖဲရမှလည်းရဲကြတယ်Bye.